မိတ်ဆွေများမင်္ဂလာပါအာရှဖလားခြေစစ်ပွဲအုပ်စုတွင်ရင်ဆိုင်မှုအဖြစ်အာဖဂန်နစ္စတန်အသင်းကိုအိမ်ကွင်းသူ့ဝနမှာလက်ခံကစားခဲ့တဲ့မြန်မာအသင်းကတော့2ဂိုးတကူနဲ့အနိုင်ရခဲ့ပါတယ်။ဒါကြောင့်အုပ်စုဒုတိယနေရာမှာတော့တေချာပေါက်ရက်တီသွားနိုင်ပြီလို့ဆိုရမှာဖြစ်ပါတယ်။ကမ္ဘာအဆင့်ရက်တီမှုကလည်းအဆင့်4အထိတက်လာခဲ့ပြီးတော့159ကိုရောက်လာခဲ့ပါတယ်။အုပ်စုရဲ့ဒုတိယနေရာမှာခိုင်ခိုင်မာမာရက်တီနိုင်ခဲ့ပေမဲ့လည်းအာရှဖလားခြေစစ်ပွဲရဲ့စီးမြင့်အရာတော့နောက်တစ်ဆင့်တစ်ယောက်ခွင့်တော့မရှိတော့ပါဘူး။လာမယ့်လက်ကျန်ပွဲစဉ်ဖြစ်တဲ့ပါကစ္စတန်အသင်းကိုအနိုင်ကစားပြီးတော့ကမ္ဘာအဆင့်သတ်မှတ်ချက်ကိုပိုမြင့်အောင်ဒါမှမဟုတ်ပိုပြီးတော့မနှိမ့်သွားအောင်အားထုတ်ရမှာပါဒါကအတက်နိုင်ဆုံးအခြေအနေပါပဲလာမယ့်31ရက်နေ့မှာတော့ပါကစ္စတန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့အိမ်ရှင်ပါကစ္စတန်နိုင်ငံမှာပဲကွင်းပိတ်ကစားသွားမယ်လို့သိရပါတယ်လူစုလူဝေးအယောက်200ထက်မပိုရဘူးဆိုတဲ့ဥပဒေရှိတာကြောင့်အခုလိုသတ်မှတ်လိုက်တာဖြစ်ပါတယ်လက်မှတ်ဝယ်ပြီးသားဖြစ်တဲ့မြန်မာပရိသတ်တွေကိုလည်းငွေပြန်အမ်းပေးမယ်လို့သိရပါတယ်ဗျကဲနောက်ဆုံးဂုံတိတ်ခါအတွက်တိုက်ပွဲဝင်မဲ့မြန်မာလက်ရွေးစင်အသင်းကိုအားပေးရအောင်ခင်ဗျာအဆုံးထိနားဆင်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်